လက်ကုံမတီးတဲ့လူကနာပေါ့စီရဖူးလာရှင်မလို့ ကိုမကြီးကိုမတီးဘူး မေကြီးကိုအလွတ်မေကြီးကိုအလွတ်အတူပြောတာမေကြီးကိုအလွတ်အမေမေကြီးကပြောကြတယ်မှာပြီးရတော့မေကြီးကိုလုံးလေးမချိုးသားကျင်းတော်ပူလေးနဲ့မှချစ်လို့ရတယ်ပတ်ဖို့ပေးလို့ အားလေးပဲလား အဲ့ဒီနှစ်ခုနာမလား နတ်တို့နတ်ပဲလေးစိတ်တော်မပါဘူးပေါ့ ဘလို့စိတ်တော့ပါဘူးပေါ့ အလုံးသဘောရတော့လုပ်ပြီးမယ် တကယ်နာမှာရှင်ရဲ့ပမာနဲ့စမယ်နော်အခု 1 2 3 go ရပြီကျင်းတော်ပူလေးနဲ့မှ ပါလေတချင်းမိသွားပြီ ချစ်လို့အဲ့ဒီလုံးနဲ့ဆန်အောင်စားနေရေးပြရမလား အနှလုံးလေးကိုမိသွား ဓမ္မမလို့ဟွာကွာထောက်အောင်လိုက်ကိုနှစ်ဖူးမှာတတူတူခိုင်းလိုက်တာချစ်လို့ဆိုပြီးတော့ ရရ ရပြီနော်ဆက်စမယ်လားကျင်းတော်ပူလေးနဲ့မှချစ်လို့ကျင်းတော်ပန်းလေးနဲ့မှချစ်လို့ကျင်းတော်ပခုံးကြီးတိုင်းနဲ့ချစ်လို့ကျင်းတော်ရေခါချင်းတိုင်းနဲ့ချစ်လို့ကျင်းတော်ဖိရင်ပေါင်းနဲ့မလုံးနဲ့လေဒီဘက်နဲ့ကဆောင်းမှာမလုံးနဲ့ ကလေးတော့ပူနေရတော့ကလေးဘာကြီးချက်လာ ညမောင်တို့ဓမီရထဲလာ ဓာမီ ဘုဘကတမလဲနဲ့လေကျွန်တော်လေးဒီမှာကွာလှည့်နေတာဒီနေ့ပေါ့မှာချစ်လို့အဲ့တော့မကွက်ကြည့်ကြပါဘူးတက်စမယ်ကွာအရင်မစောနေလေ မင်းနေနေတာဒါလို့ အကွာတော့ကြည့်တာဟုတ်တက်စဒီကလည်းမြင်နော်ကျန်တာလည်းပူလေးနဲ့မှာချစ်လို့ကျန်တာကပါရီနဲ့မှာချစ်လို့ကျန်တာကပခုံးကြီးတိုင်းနဲ့ချစ်လို့ကျန်တာကရေမချစ်တိုင်းနဲ့ချစ်လို့ကျန်တာကပြင်းပြပေါ့မင်းငါကြီးထိုက်ပဲနေတော့ မလုံးနဲ့ ငါကြီးထိုက်ပဲနေတော့ ဒီဖိုက်ကောင်လေးကိုအပီနဲ့လိုက်တာမလုံးနဲ့ ဘာလို့တားလို့ည ဘုဘကတောင်းရပြီးမှအဲ့လိုပြင်းပြပေါ့ပါလို့မလုံးနဲ့ အေးတော့ရ ထားလိုက်တော့ ရပြီလို့ဒီကပိုင်မယ် ဘယ်လည်းပေါ့ထိုက်ပါတော့ ဒီကပိုင်မယ် ဒီကလာဖေးကားတော့မတူဘူးပြောတာဆက် အဲ့တော့ရင်းနေကုန်ညာအတူနဲ့ထူတာတော့ เป็นကလေး ဘာဖြစ်ဘူးပါ မကြည့်အောင်နော်ကျန်တဲ့ပူလင်းနဲ့ကျန်တဲ့ပါလီနဲ့ကျန်တဲ့ပူလင်းနဲ့